ဘယ်အချိန်မှပျော်ဖို့စဉ်းစားထားလဲကျွန်တော်တင်မောသားဘွားကအထက်အရာရှိတယောက်ပြောတာလေးပြန်သတိရမိပါတယ်တခါစကားလက်ဆောင်ကြရင်သူကသူ့ဘွားအကြောင်းကျွန်တော်ကိုပြောပြပါတယ်ညီရဲ့အစကလစာမကောင်းတော့ကကြက်တဲသလိုပဲလစာကောင်းလာတော့လေသူ့အထွာနဲ့သူကြက်တဲတာပါပဲအစကအိမ်သေးသေးလေး TV လည်းမရှိကားလည်းမရှိမိမကချွေတာသုံးဆွဲပြီးနေခဲ့တယ်အခုတော့ဖုန်းတွေပေါ်လာကားတွေရှိလာ TV တွေရှိလာတော့လေအသုံးစရိတ်တွေကဝင်ငွေတက်လာသလိုလိုက်တက်လာတာပါပဲဒေချာပြန်စဉ်းစားကြည့်တော့မထူးပါဘူးကွာတဲ့သူပြောသွားတဲ့စကားကတကယ်ကိုမှန်ပါတယ်လူတစ်ယောက်မှာဝင်ငွေတွေတိုးတက်လာတာနဲ့ထွက်ငွေတွေကလည်းများလာပါတယ်ပတ်စံတွေများလို့ငွေရှာတာရက်တော့မယ်ဆိုတဲ့တထေးတော်ရှားပါတယ်အားလုံးကဒီထက်သာအောင်အမြဲစူးစမ်းရင်းနဲ့ပဲဘဝကုံဆုံးသွားတတ်ကြပါတယ်ဒီတော့ဘယ်အချိန်ပျော်ကြမှာလဲသင်ရောဘယ်အချိန်ပျော်ဖို့စဉ်းစားထားလဲစဉ်းစားနေရင်ကြပါတယ်အခုပဲပျော်ဖို့စူးစမ်းပါနေ့တိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းပါသင်အပေါ်ချင်နာရင်သင်ပါလို့မလဲမောင်းထုတ်မယ်သို့မဟုတ်ရိုက်မယ်မဟုတ်လားအဲ့လိုပဲသင်ရဲ့ပျော်ရွှင်ခြင်းကိုထိခိုက်စေမယ့်အရာတွေသင်စိတ်ပေါ်မှာလာနာနေရင်မောင်းထုတ်ပစ်လိုက်ပါအနားမခံပါနဲ့သူတို့ကတော့အနေနဲ့အများလာနာကြမှာပါပဲအစာကြီးလာမနာအောင်လုပ်ရမှာကသင်တာဝန်ပါသူတို့ကိုအစာကြီးနားခွင့်ပေးလိုက်ရင်တော့သင်မင်းကျမ်းမာရေးချို့ယွင်းလာမှာပါကိုသွားခြင်းတဲ့နေရာကိုရောက်အောင်သွားပါသွားနေစဉ်နေ့တိုင်းမှာလဲပြုတ်အောင်နေပါချာလီချပ်ပလင်ကတခါပြောဘူးတယ်မရေပဲနေတဲ့နေ့တစ်နေ့ကဖြုံးတီးပစ်လိုက်တဲ့နေ့တစ်နေ့ပဲတဲ့ဒါကြောင့်နေ့တိုင်းပြုံးမိအောင်ပြုံးပါရေမိအောင်ရေပါပျော်ရွှင်ခြင်းကအဝေးကြီးမှာမဟုတ်ပါဘူးသင်ရဲ့အနားမှာပဲရှိပါတယ်သင်တွေ့အောင်ကြည့်ဖို့ပဲလိုတာပါ